ကျွန်တော်ဒီကောင်ကိုကျွန်တော်စာနဲ့လည်းကျွန်တော်ဆွဲထားတယ်အပြင်မှာလက်တွေ့လောက်ထားရနော်ဒီကောင်ကသွေးကိုလက်တရန်ပီလေးနော်မာ USB ဒီမှာ training setter LED စိမ်းအစိမ်းကြောင့်အယောင်မရှိမချင်တော့အပြာနေရာမှာလည်းအဝါထည့်နေရတယ်နော်အနီကတော့မပါမဖြစ်ပါမယ်ဒိုင်းကနှလုံးဒီမှာတစ်လုံးသုံးလုံးဝမ်းခိရလည်း3လုံးတစ်လုံးနှလုံး3လုံးโอเค training setter PC 949 649နဲ့ရနော်949မြင်649နဲ့အဆင်ပြေရနော်ဟောဒီမှာရောပြီဒီအနည်းကြီးအစိမ်းအောင်တစ်ချက်ရှင်းပြမယ်အနည်းကြီးအစိမ်းအောင်ဒီမှာ1K နဲ့ထိုးပြီးဒီမှာအစွမ်းကောင်းနဲ့သွားမယ်ဒီအပြာကြတော့အနည်းကြီးအပြာကြဒီမှာဓာတ်အောင်ခံမယ်ဓာတ်နှလုံးထိုးမယ်ထိုးပြီးဒီမှာခလဲနဲ့သွားမယ်ခလဲနဲ့သွားမယ်ဒီအနီနှုတ်ဘက်ချမ်းကြတယ်မှာရွက်ပြီးအနှုတ်အဝင်ကျိုးတဲ့လူကိုသွားမယ်ဒီမှာ 1K လူမှုဖြတ်တာထားတယ်ဒီကောင်လူမှုဖြတ်တာထားတယ်နော်ဖြတ်တာထားဒီမှာကြဘာခံတယ်မလို့အနီကတော့ဒီတောက်လျှောက်အဲ့လိုဒီအနီကျိုးလိုက်ရတယ်မှာနော်ရွက်ပြီးကျိုးလိုက်မှာတောက်လျှောက်ဒါအဲ့မှာဒိုင်းအောင်တစ်လုံးခံမယ်နောက်တစ်လုံးခံဘယ်လိုပြောမလဲဆိုတော့သူ့ရဲ့ဒိုင်းအောင်မခံဒီမီးရဲ့တောက်လျှောက်ပဲသူလင်းမှာနော်ဒီမှာသူကဘယ်လိုပြောမလဲသူအားသွင်းခြင်းဒီမီးသီးလေးကလင်းပြီပဲအဲ့လိုမျိုးပေါ့ဟိုအားသွင်းလို့ပြီးတယ်ပြီးသွားတော့ဘယ်လိုပြောမလဲမီးတောက်လျှောက်လင်းနေတော့နိုင်မှုဝင်လေးတွေကအကုန်အကြောင်းဒိုင်းအောင်တစ်လုံးခံတယ်ကောင်းဘလို့ကောင်းဒီမှာကျတော့သူကကောင်းစင်ရှိတယ်အလိုအရှောက်တဲ့ဘက်ထရီအဆင့်ညွှန်ပြချက်နော်အဲ့လိုမျိုးအလိုအရှောက်သူကအလိုအရှောက်ကွာအလိုအရှောက်တော့ဘက်ထရီအဆင့်ကိုသူကညွှန်ပြတဲ့ချက်စက်တော့မဟုတ်ဘူးနော်ချက်ခေါင်းရဲကတာချက်အဲ့လိုနော်အဲ့လိုမျိုးချက်လဲရရမယ်စက်လည်းခေါ်ရတယ်ကြောင့်ဒီကောင်လောက်ထားအချက်ပြသူကညွှန်ပြတာဆိုတော့သူကညွှန်ပြတဲ့ချက်ဒီမှာသူကဆက်တဲ့ထိုးရင်သူအားမရှိဒီကောင်မှာလက်တရလက်ခဲလေးကိုခေါ်ရမယ်ဗီဒီလေးခေါ်ရနော်ခေါ်ခြင်းလို့ခေါ်ဒီဗီဒီလေးအားလုံးရှိဒီကောင်အနီကနေဒီအနီကပင်ကိုဆိုတော့သူကဒီမှာဘာမှလည်းသူ့ကိုခံလာဘူးဒီမှာတိုင်းတစ်လုံးနဲ့ဒီတိုင်းလမ်းကြောင်းသွားတာဒီမှာရှင်းရနော်အဲ့လိုသွားတာဒီကောင်အရင်လေးပဲဒီကောင်ပြီးရင်ဘယ်ကောင်လဲဆိုတော့ဒီကောင်လေးလေးပဲနော်အစိမ်းအောင်လေးမြွာမှာအားပြသွားတော့မှဒီဟီကိုပေါ့အပြာအောင်လေးပဲနော်တော့လက်တွေ့ပြမယ်ဆိုတော့လက်တွေ့တွေ့ပြမှာဒါမျိုးကျွန်တော်လုပ်တာနော်မိုးလုပ်ထားတယ်ဒီမှာမိုးမီးရိနော်ဟုတ်ပြီဒီကောင်ကကြားလာနေတနေ့လောက်ရှိပြီကောင်လုပ်ထားနော်ကောင်လည်းလက်ရှင်တယ်တွင်းလို့ချီဝလောက်တာတို့ဘယ်လိုပြောမလဲမီးရိလေးတွေပေါ့စာရှိမီးရိလေးတွေပါသူ့မှာပါတဲ့အတိုင်းပဲနော်သူ့မှာပါတဲ့အတိုင်းအမှကျွန်တော်ကသူက240ဝီ240ဖို့ကွာအဲ့လိုမျိုး AC လိုင်းကိုအားသွင်းပြီးတော့သူလည်းတခဲ6လေးတွေနဲ့ဘီ6လေးနဲ့မကြိုက်လို့ကောင်းတော့မကောင်းဘူးလက်တရလက်ခဲလေးထည့်ကြွေတာနော်မလင်းနော်ဟုတ်ပြီဒီနော်ကောင်ကြတော့ဘလို့ပုံစံလဲဆိုတော့ဝါဖိုးတခဲလေးဖိုးလာနိုင်ဖို့လားမသိအဲ့တက်ကောင်ကြီးရသုံးလို့ရနော်အဲ့လောက်သွားတယ်မှာကျွန်တော်ဒီလိုလုပ်ထားတာအခုလိုလုပ်ထားတာကျဲပဲဆွဲပြီပဲနော်ဒါမီးတီးရထားပါတော့မီးတီးရထားလိုက်ပါတော့ကျွန်တော်ဘယ်လိုသွားမလဲဆိုတော့ဒီမှာနော်ဒီကောင်ဒီလိုမျိုးသွားမယ်ဟုတ်လားနှုတ်ကြိုးလိုက်သွားပြီပဲဒီကောင်ကြတော့သူကဒီလိုင်းကြတော့ဒီမှာနော်
ဒီလိုဒီသားကသူခလုတ်လေးပဲသူကဖြတ်ပြီးထည့်ပလိုက်ကျွန်တော်ခလုတ်လေးသူဖြတ်ထည့်တာဒါပဲသူကရှင်းတယ်ဥကောင်လေးလှုပ်ထားတာနော်အဲ့လိုပုံစံကျွန်တော်လှုပ်ထားတယ်ပုံစံလှုပ်ထားတော့ဒီမှာဒီလိုကောင်လေးကျွန်တော်ပြထားတဲ့ဒီပုံစံနဲ့ဒီမှာအထည့်ထည့်ထားတာကျွန်တော်က USB ကောင်ကိုမတောက်ဘူးဗျာတိုက်စီကောင်နဲ့ကိုယ့်အောက်ထွင်ပြီးထည့်ရတယ်တိုက်စီကောင်လေးနဲ့ထည့်တယ်ဒီမှာတိုက်စီယူခုပြပြီပဲနော်ဒါသူကအားရှိလို့သူကစစရင်လဲမှာအနီအောင်လဲမယ်နေရာပြီးအစိမ်းအောင်အပြာအပြည့်အပြာအောင်လည်းပိန်ပြီးရနော်အနီးပင်ကိုအဲ့လိုမျိုးလူအချောင်းတော့နေမြုံပြတဲ့ချက်ပေါ့အဲ့လိုမျိုးသူအဲ့လိုမျိုးဖြစ်တယ်သူကျွန်တော်ဘယ်လိုပြောမလဲအသွင်းထားတော့မှအပြာလေးပြီးပြားနေပဲပြားပြီးရနော်အားမရှိတော့ဘူးဆိုလုံးမရှိတော့လုံးမဟုတ်အဲ့လိုမျိုးတဖေးဖေးနဲ့ရောကြပါလို့နော်အဲ့ဒီဗီဒီမှာအားမရှိတော့ဘူးဖေးဓာဝိုင်းဆိုရင်အနေရတော့ပင်ကိုပဲစိမ့်နဲ့အပြာပဲသူအလွတ်လောက်ပါကောင်းပင်ကိုပင်သေးပဲစိမ့်နဲ့အပြာနဲ့ပဲသူကလွတ်လောက်ပါနော်ကျွန်တော်ကဒီကောင်ကိုထုံးမယ်နော်ပြာလေးနည်းနည်းမှိန်ပါပြီနော်ဒီကောင်လေးတွေကတော့ဒီကောင်လေးတွေကြတော့နည်းဖြစ်တယ်အားတော့ဆွဲလူဒီတခဲလေးနှလုံးတော့သုံးလုံးမထဲနှလုံးမထဲဘယ်လိုမှခံလားမခံအထုံးခံလားမခံလားထုံးခံပြီးသွားမှထုံးခံလားမခံလားထုံးမခံရင်ထဲပဲထုံးခံရင်မထဲတော့နော်မေးပါနော်ဒီကောင်လည်းအားတုတ်တယ်ဆိုတော့လေနော်ဒါပဲဟုတ်ပြီဒီခလုတ်ဝိုင်းလေးကြသူကဝယ်ရတယ်လွယ်တယ်ဘယ်လိုပြောမလဲသူ့ရဲ့ပင်ကိုကအဲ့လိုမျိုးအဝိုင်းမဟုတ်ဘူးခလုတ်အရှိပေါ့အရှိခလုတ်သူဥပဒီဘက်တော်တာခလုတ်မဟုတ်ဘူးဒီလိုမျိုးနှိမ့်လိုက်အဲ့လိုဖွင့်လိုက်အဲ့လိုမျိုးခလုတ်အဲ့လိုမရှိလို့ဒီလိုမျိုးထည့်ရတယ်တချို့ကျတော့ဖိကလုတ်နဲ့ဖိလိုက်ရင်သူကဟိုနေပြောအဲ့လိုမျိုးညာလုံးထားတယ်ကောင်ကြားလာရင်ကျွန်တော်လုံးမယ်ဆိုတော့မလုံးဖြစ်ရပြီထဲကတော့ကျွန်တော်ပြတော့နော်ဒီကောင်ကစားတော့အတိုးလျှော့လုံးကောင်ကလည်းဘယ်လိုပြောလဲဟိုနေဖြစ်သွားလို့ပြောက်သွားတာနော်ပြတ်ထွက်သွားလို့အဲ့ဒါကြောင့်မို့ဒီကောင်ဟောင်းလုံးပေါက်ဖြစ်တယ်ဟောင်းပေါက်ဖြစ်လဲအကြောင်းမရှိဘူးသူ့ကိုချစ်အလုံးကောင်းတယ်ဆွီပေါက်ထိုးတယ်အဲ့လိုမျိုးနောက်ကဖင်ကနေပြီးပြန်ထိုင်ရတယ်နော်ဒီကောင်မကောင်းရင်အဲ့အနောက်ကကောင်းတယ်နော်ရပြီနော်နော်လွယ်လေးပဲသူကတော့လွယ်လေး